ပါဝါမှတလုံးဝယ်မယ်ဆိုရင် MIA နဲတာများတာလောက်ပဲကြည့်ပြီးတော့ဝယ်နေတယ်ဆိုလို့ရှိရင်မိတ်ဆွေတေချာပါမှားနေပါကဲဒါဆိုရင်ပါဝါဘန်းတွေမှာ battery capacity ပါဝယ်မှုဘယ်လောက်များတာနဲတာကအရင်မကြည့်ဘူးလားအဲ့လိုလည်းမဟုတ်ကြီးတယ်အဓိကကိုနဲ့ကိုက်ညီတဲ့ပမာဏဖြစ်ရင်ကိုတော်ပြီကျွန်တော်ပြောချင်တာအဲ့လိုမျိုးဘာဖြစ်လို့လဲဆိုတော့ဥပမာကျွန်တော်ဆိုရင်ဗရီအမီယာ1000 MB ထက်ကျွန်တော်ပို့မလို့ဒါဖြစ်လို့လဲဆိုတော့နေကင်းပိုင်းမှာဆိုလို့ရှိရင်ရုံးမှာလက်စင်မြေအများတန်းရတယ်ဗျာရုံးကနေပြီးတော့ကြတော့ပြန်မယ်ဆိုရင်ဒီမီးမလာဘူးဆိုလို့ရှိရင်တော့ကျွန်တော်ပါဝါဘန်းနဲ့သုံးရမှာပေါ့ဒါပေမဲ့ကျွန်တော်ရုံးမှာဖုန်းကိုအားပြည့်တွန်းထားတဲ့အတွက်ကြောင့်အိမ်မှာ AC သုံးလို့မယ်အကုန်သွားရဲဆိုလို့ရှိရင်1000 MB ကကျွန်တော်တို့လုံလောက်တယ်ပြောချင်တာဗျာညဘယ်လောက်ထိအောင်နေမှာဥမာ2နာရီလား3နာရီလား1000 MB နဲ့ကျွန်တော်မှာပါတဲ့ဖုန်းထဲမှာပါသွားတဲ့ဒီ battery နဲ့ဆိုလို့ရှိရင်လုံးဝကို AC အဆင်ပြေတယ်ဆိုတော့ကျွန်တော်တို့အများကြီးမလိုဘူးဘာကိုပို့ပြီးတော့လိုအပ်လဲဆိုတော့ကျွန်တော် charging watt ကိုပို့ပြီးတော့လိုအပ်တယ်ပို့ပြီးတော့အဓိကထားပြီးတော့ကြည့်ရပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဖုန်းနဲ့ကိုက်ညီတဲ့ charging watt ရှိမှပဲကျွန်တော်ကအချိန်အများကြီးပေးစရာမလိုဘူးပြီးတော့လို့ရှိရင်ကျွန်တော်ရဲ့ဖုန်း battery health ကိုလည်းဘာမှစိုးရိမ်စရာမလိုမှာပေါ့နော်ဥပမာအနေနဲ့ကျွန်တော်ရဲ့ဖုန်းက45 watt စပ်ပေးတဲ့ဖုန်းဆိုရင်ကျွန်တော်ဒီကောင်နဲ့တွားပြီးတော့တွန်းမယ်ဆိုလို့ရှိရင် charging time ကပို့ပြီးတော့ကြာမယ်ဘာဖြစ်လို့လဲဒီကောင်မှဆိုရင်22 watt 5 watt ပဲပါတာဆိုတော့ကျွန်တော် charging time ပို့ပြီးတော့ကြတော့ပေးရမယ်ဒီကောင်နဲ့ဆိုးတာတွေရှိသေးတယ်ဥပမာအနေနဲ့ရိုးပေါ့နော်10 watt တို့အဲ့လောက်ပဲစပ်ပေးတဲ့တခြားတော့အရာတွေပေါ့နော်အဲ့အရာတွေဆိုလို့ရှိရင်ကျွန်တော်တို့က charging time အကြာကြီးပေးရမယ်တမီတမောစောင့်နေရမယ် battery health တွေလည်းအနေနဲ့များတော့ထိတယ်ဗျာဆိုတော့ကျွန်တော်အဲ့ဟာအတွက်ကြောင့်မို့ဒီတူးမှာပါတဲ့ဒီ charging watt ကိုပို့ပြီးတော့ကျတော့ဦးစားပေးပြီးတော့ကျွန်တော်ကကြည့်တယ်ဒါကျွန်တော်နဲ့မိတ်ဆွေတို့နဲ့တော့တူကျမတို့မှာမိတ်ဆွေတို့အနေနဲ့ဆိုရင်လည်းဒါကိုယ်နဲ့ကိုက်ညီတဲ့အရာကိုစဉ်းစားနိုင်အောင်ကျွန်တော်ဒီဗီဒီယိုလေးမှာအကြံပေးချင်တာပါဆရာကြီးလောက်တာမဟုတ်ပါဘူးမိတ်ဆွေဒီနေရာမှာကျွန်တော်ပြောနေတာတွေရအောင်ဒါကလေးတောင်သိတယ်ဒါငါတို့သိပြီးသားပါညာမျိုးဆိုလို့ရှိရင်မိတ်ဆွေတောင်းပန်ပါတယ်ချော့သွားလိုက်ပါโอเคဒါဆိုလို့ရှိရင်ကျွန်တော်ဆက်ပြီးတော့ကျွန်တော်ပြောပြမယ်ဆိုတော့ကျွန်တော်က45 watt ဆိုလို့ရှိရင်ဒီကောင်မှနဲ့မကိုက်တော့သေးကြတယ်ဒီကောင်နဲ့ဆိုရင်ရောဒီကောင်မှကတော့65 watt ထိအောင် support ပေးတဲ့အတွက်ကြောင့်မို့ကျွန်တော်က45 watt ဖုန်းနဲ့ဆိုရင်တေချာပေါက်ကိုကိုက်ညီတယ်ပြောချင်တာ capacity ကိုအဓိကအရေးကြီးစရာမလိုကျွန်တော်တို့ရဲ့ဒီတနည်းတာအတွက်လိုလော့ဒီပြောမှဆိုလိုအပ်တဲ့ပမာဏရရင်ဆိုရင်အဆင်ပြေပြီcharging watt ကလည်းကျွန်တော်တို့ဖုန်းနဲ့ကိုက်ညီတဲ့အရာကိုဦးစားပေးအနေနဲ့စဉ်းစားဖို့ရန်လိုအပ်တယ်ဆိုတော့ထည့်စဉ်းစားရမယ့်အချက်လေးတွေကိုကျွန်တော်ကထည့်ပြီးတော့ပြောပြဖြစ်ပါတယ်မိတ်ဆွေက laptop ဘာညာမျိုးရှိသေးတယ်ဆိုလို့ရှိရင်ဒီကောင်မျိုးကပို့ပြီးတော့လိုအပ်သွားပြီဘာဖြစ်လို့လဲဆိုတော့ဒီကောင်မှာဆိုလို့ရှိရင် laptop ပါအားသွင်းလို့ရမယ် system ကပါဝင်ပြီးတာဆိုတော့ AC ပဲဗျာ laptop လည်းအားသွင်းမယ်ဖုန်းလည်းအားသွင်းမယ်battery ampere ဒါဆိုလို့ရှိရင်တော့ laptop ပါအားသွင်းမယ်ဆိုလို့ရှိရင်တော့ battery capacity ပို့ပြီးတော့များတာ battery ampere တောင်းတာကိုတော့လိုအပ်တယ်ပေါ့နော်ဆိုတော့ဒီကောင်မှာဆိုလို့ရှိရင်ကြတော့ battery ampere က9000ကျော်ပါတာဆိုတော့ဒါမျိုးဆိုလို့ရှိရင်တော့တော်တော်လေးကိုက်ညီတယ်အဆင်ပြေတယ်ဒါမိစိမ်မှာလက်တော့အားသုံးစရာမလိုဘာညာမျိုးဆိုလို့ရှင်တော့ဒီလောက်ကြီးထိမလိုဘူးဗျာဒါပေမဲ့မိသားစုအများနဲ့သုံးရမှာဆိုလို့ရှင်တော့ဒီလိုအမျိုးကလိုအပ်တယ်တကွေးဂါယာဓမာမျိုးခီးသွားရမှာမျိုးအဲ့လိုမျိုးပေါ့ပါလောက်ပဲသုံးနေတာဆိုလို့ရှင်တော့ဒီလိုကောက်မျိုးလေးရပို့ပြီးတော့အဆင်ပြေတယ် battery capacity လောက်ကိုပဲသွားပြီးတော့ကျတော့မကြည့်စေချင်တာဗျာကျွန်တော်ရဲ့ညီကိုတွေကိုကျွန်တော်အဲ့ဒါမျိုးကိုပြောပြချင်တာဖြစ်ပါတယ်နောက်ထပ်ကြည့်ရမယ့်အချက်ကတော့ဗာလဲဆိုတော့အပေါ်စား brand တွေကိုရှောင်ရှားစေချင်တာဘာဖြစ်လို့ပေါ်စား brand တွေကိုရှောင်ရှားစေချင်တာလဲဆိုတော့တချို့ brand တွေရှိတယ်ဗျာပေါ်စား brand တွေကဘာလဲဆိုတော့1000 mAh လို့ပြောပြီးတော့ရောင်းနေထည့်ပေးလိုက်တဲ့ဘူးမှာတော့1000 mAh ထည့်ပေးလိုက်တယ်ဒါပေမဲ့တကယ်မှာဆိုလို့ရှိရင်တော့သူ့မှာ battery capacity ကဘယ်လိုပြောရမလဲ9000လောက်တောင်ပါမလာတဲ့အရာမျိုးတွေရှိတယ်ဗျာဆိုလို့ချင်တာအဲ့လိုအရာမျိုးတွေဆိုတော့တေချာပေါသူ့ရဲ့ quality ဆိုလို့ရှိရင်လည်းစုပ်ပြတ်တက်နေတယ်9000ဆိုရင်တော့သူ့ရဲ့ဒီ energy ဆုံးရှုံးရတဲ့အရာတွေနဲ့ဆိုလို့ရှိရင်9000တောင်ပြေးသွားကိုဖုန်းထဲကိုမရောက်သွားတော့မယ့်အခြေအနေတွေရှိတယ်ဆိုလိုတာကဗျာကျွန်တော်တို့ brand ကိုလည်းတေချာ quality ကောင်းတဲ့ brand တွေကိုတေချာရွေးချယ်ပြီးတော့ကြတော့ဝယ်ယူစေခြင်းနဲ့ဘယ် brand မှကောင်းတာပါဘယ် brand တော့ရွေးချယ်စေခြင်းပါတယ်အဲ့လိုတော့ကျွန်တော်ပြောမှာမဟုတ်ပါဘူးဘာလို့လဲဆိုတော့ကျွန်တော်ကြော်ညာနေတာမဟုတ်ပါဘူးဘယ် brand ကိုယုံကြည်တဲ့ကိုခိုင်မာတယ်လို့ယူဆရတဲ့ brand တွေကိုတေချာရွေးချယ်ပြီးတော့ကြတော့ဝယ်ယူစေခြင်းတာဖြစ်ပါတယ်ခဲဒါကြောင့် power bank ဝယ်တော့မယ်ဆိုလို့ရှိရင် battery ampere ကဘယ်လောက်ထိကိုကလိုအပ်တာလဲပြီးတော့လို့ရှိရင်ကိုယ့်ရဲ့ဖုန်းက charging watt ကဘယ်လောက်ထိ support ပေးဖို့ကလိုအပ်တာလဲပြီးတော့လို့ရှိရင်ဒီ power bank မှာဆိုလို့ရှိရင်ကိုဝယ်မဲ့ power bank ကခိုင်မာမှုရှိမရှိ brand ခိုင်မာမှုရှိမရှိပစ္စည်း quality ကောင်းမကောင်းကိုတေချာလေးစစ်ပြီးတော့ကြတော့ဝယ်နေတယ်လို့အကြံပေးချင်ပါတယ်ဒါကြောင့်မိတ်ဆွေအနေနဲ့ရောဒီကျွန်တော်ပြောပြတဲ့အချက်တွေဘယ်အရာလေးတွေထပ်ပြီးတော့ကြတော့ထည့်ခြင်းလဲဆိုတာကိုဘယ်အရာလေးလိုအပ်သေးလဲဆိုတာကိုပေါ့နော်အောက်က comment ထဲမှာဝင်ရောက်ပြီးတော့ကြတော့ဖြည့်ပြီးသွားလို့ရပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်ဖို့ပြုပါကျွန်တော်ကတော့ကြော်ကြီးပါနောက်ပြန်မှာပဲပြန်ပြီးတော့တွေ့ကြတာ